အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာအခါဆိုရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလမှာအပိုင်းနှစ်ဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့အာဇတ်ရှာဇတ်ဆိုတဲ့ကမီယာဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ like ပါခံစားနားဆင်ပေးကြပါဦးခင်ဗျာမမကြီးနဲ့စင်လုံးကဘကိုးဦးတော်ကိုရောက်လာခဲ့ကြတယ်ဘကိုးဦးတော်မှာခရီးသည်တွေကဈေးသည်တွေပေါ်နေတယ်မမကြီးကကျိန်ဆွဲခြင်းလုံးကိုခိုင်းထားပေမဲ့လေစိတ်နှလုံးကတော့ဖြင်းစားနဲ့ရက်လုပ်ထားတဲ့အထုပ်ကြီးတို့ကိုကျောင်းမှာထမ်းမှုထားပါတယ်မမကြီးကယထာဥရပလပေါင်းမှာပြည့်ကျက်နေတဲ့ခီးတွေကိုတစ်ချက်ငင်းမောကြည့်လိုက်ပြီးတော့ဘလို့လုပ်ပြီးခီးတွေကဒီလောက်များနေတာလေခင်ဗျားမသိသေးဘူးထင်တယ်မနေ့တနေ့ကသာဝရီနယ်မှာဂလုံးဆရာဆန်ခေါင်းဆောင်နဲ့လယ်သမားတွေအင်္ဂလိပ်စာကိုပုံကန်ကြလို့လေဗျအဲ့ဒါကြောင့်ရန်ကုန်ပြည်ထားလမ်းကိုအစိုးရကကန့်သတ်ထားလို့ယထာတွေရှားနေတာ9 နာရီလောက်တော့ရထားစင်းလာမယ်ပြောတာပဲမမကြီးကစိတ်ပြတ်သွားပါတယ်စိတ်နှလုံးကပခုံးပေါ်ကအထုပ်ကြီးကိုချပြီးတော့ရထားလမ်းစင်းညံမှာငုံတုပ်ကလေးထိုင်နေတာကိုတွေ့ရတယ်မင်းဘာယူလာပြန်ပြီလဲစိတ်နှလုံးရာမမကြီးပဲရန်ကုန်တော့ပြင်ဆင်တာကိုပြောတယ်လေဗျာဟာငါပြင်ဆင်ခိုင်းတာဒါတွေမဟုတ်ဘူးလေကွာမင်းနဲ့တော့ခတ်ပါတယ်စိတ်နှလုံးရဲ့မင်းကိုခေါ်လာမိတာအမှားပဲတိမှမသိပဲမမကြီးကပြင်ဆင်ထားဆိုတော့လေကျိုးလေရှိသမျှအကုန်လုံးပြင်ဆင်လာတာပေါ့ဗျမမကြီးကဘာမှဆက်မပြောနိုင်တော့ဘဲနဲ့ရင်းညံလမ်းမှာတိုင်ချလိုက်ပြီးတော့ဆေးလေးတစ်လေးကိုထုတ်တောင်းနေမိတယ်မကြခင်မှာပဲရထားကြီးတစ်စင်းကအိုးဝတန်ကြီးဆွဲပြီးတော့မိခိုးတလူလူနဲ့ပူရာအတွင်းကိုဆိုက်ဝင်လာပါတယ်ရထားရက်တာနဲ့ခီးတွေကရထားတွဲဆိုင်နေဖို့ကိုအလူရက်ပြည့်တတ်ကြတယ်စိတ်နှလုံးကအထုပ်ကြီးထမ်းပြီးတော့ပြည့်တယ်ပေမဲ့လေခီးတွေကတိုးဝေးနေတာကြောင့်မလို့တက်ဖို့မလဲဘူးပဲဖြစ်နေပါတယ်တော်တော်စိတ်နှလုံးရိုးရိုးတွေကတူကျက်တယ်ငါတို့ထူထမ်းသွားစီမယ်စိတ်လုံးကအံ့ဩသွားပြီးတော့ဖြစ်ပါမလားမမကြီးရဲ့ရထားလက်မှတ်လည်းမွေရသေးပဲနဲ့အထူးရန်တက်စီလို့တော့ကြလက်မှတ်စစ်ကမိရင်ကျုပ်တို့ဒဏ်ရိုက်ခံရအောင်မယ်မမကြီးကဘာမှမပြောဘဲနဲ့စိတ်လုံးကိုမျက်စောင်းထုတ်လိုက်ပြီးတော့ကဲပါလိုက်မှသာလိုက်ခဲ့ပြောရင်းဆိုရင်စိတ်လုံးရဲ့အိတ်ကြီးကိုမမကြီးကလက်နဲ့ပုတ်လိုက်တဲ့အခါအိတ်ကြီးကတဖြည်းဖြည်းနဲ့သေးငယ်သွားပြီးတော့လက်ဆဲအိတ်တစ်ခုရွယ်ဖြစ်ကိုရောက်သွားတယ်စင်လုံးကအဲ့ဒီအဖြစ်ကိုတန်တော်နဲ့ကြည့်နေမိတယ်။ဘူရာယုံမှာလူတွေရှုပ်ချက်နေရမလို့အဲ့ဒီအဖြစ်ကိုဘယ်သူမှလည်းမြင်တွေ့လိုက်မှာမဟုတ်ပါဘူး။မမကြီးကဆွဲချင်းတွင်းကနေပတ်စံကိုဆွဲထုတ်လိုက်ပြီးတော့ဂျိုင်းညမှညလိုက်ပြီးတော့ဆွဲချင်းကိုစိန်နှလုံးကိုပေးလိုက်တယ်။စင်လုံးကဆွဲချင်းတစ်ဖက်အိတ်တစ်ဖက်ဆိုရင်လည်းအထူးရမ်းကိုလန့်တက်လိုက်ပါတယ်။အထူးရမ်းမှာခီးတွေကပြည့်နေနေတယ်။တိုင်ကုန်နေရာတစ်ခုကောင်မကျန်တော့ပါဘူး။မမကြီးကဦးလေးကြီးနှစ်ယောက်ထိုင်နေတဲ့အနားကိုသွားလိုက်ပြီးတော့ဒီမဲ့ဦးလေးကြီးကိုရှင်ကျမတို့ကခီးဝေးလို့ဒီနေရာကလေးမှာထိုင်မမိပါဦးလေးကြီးညောက်ကမမကြီးကိုစိုက်ကြည့်ပြီးတော့ခေါင်းညင်ပြီးထိုင်နေရာကနေထားပေးလိုက်ပါတယ်ရထားကြီးကတွေးရင်းနဲ့တဲထောက်ဟန်သွားလာခဲ့ပြီးဖြစ်ပါတယ်မကြိုင်ပါပဲတွဲဆိုင်တွင်းကိုရထားလက်မှတ်စစ်နှုတ်နဲ့အတူပလိတ်တွေပါတက်ရောက်လာတယ်အဲ့ဒီလူတွေကိုမြင်တာနဲ့စိတ်နှလုံးကထိတ်လန့်တုန်လှုပ်သွားတယ်ပလိတ်တွေပါပါတယ်မကြီးကျုပ်တို့လက်မှတ်မပါတာသိရင်တော့ပလိတွေကတခါတည်းတိုင်ဖမ်းမလားပဲဒါကြောင့်ကျုပ်ပြောပါတယ်တရက်နှစ်လောက်ဆောင်ပြီးမှလက်မှတ်ဝယ်စီပါလို့ရထားလက်မှတ်စစ်တွေကအထူးရရှိခီးတွေကိုလက်မှတ်တွေလိုက်စစ်ပါတယ်ပလိတွေကလည်းခီးတွေကိုအကဲခတ်နေပြီးတော့တဲဆောင်လာတဲ့အထုပ်ဘူးတွေကိုသင်္ကာမကင်းနဲ့ဆေးဆေးကြည့်ရှုနေကြတယ်မကြမီလက်မှတ်စစ်ကမမကြီးတို့အရှိမှလာပြီးတော့ရက်ပါတယ်လက်မှတ်ပြပါမမကြီးကခြိုင်ညမှညက်ထားတဲ့ပတ်စံကိုထုတ်လိုက်ပြီးတော့အသာဖွင့်လိုက်တယ်ရထားတွေအတွင်းကိုဝေးဝိုက်ကြည့်လိုက်တော့ကလန်းလန်းထိုင်ကောင်ကမိမကြီးနှုတ်ကိုတွေ့မြင်လိုက်ရတယ်။အဲ့ဒီမိမကြီးရဲ့လက်ထဲမှာလည်းရထားလက်မှတ်နှစ်ဆောင်ကိုင်တွေ့ထားတယ်။မမကြီးကလက်ချက်ပြုံးလိုက်ပြီးတော့ကစားကနေတော့ဖွားရွတ်ပြီးပတ်စံအိတ်တွင်းထဲကိုလမ်းနိုင်လိုက်တယ်။စိတ်မရှိတဲ့လက်မှတ်စကလက်မှတ်ပိုင်းထုတ်လိုက်ပါခင်ဗျာဘာလုပ်နေလဲ။ပြပါမယ်ရှင်။လက်မှတ်ကိုဘယ်ကြားထဲညှက်မိမှမသိလို့ပါ။အဲ့ဒီနောက်မမကြီးကပတ်စံအိတ်အတွင်းမှာလက်မှတ်နှစ်ဆောင်ကိုထုတ်ပြီးတော့လက်မှတ်စီကိုပေးလိုက်တယ်။ကျုပ်ရဲ့ဟဲ့ဒီလူရဲ့စိတ်နှလုံးကအလွန်အားသင့်နေမိတယ်လက်မှတ်စစ်ကလက်မှတ်ကိုစစ်ဆေးပြီးတဲ့အခါမှာတော့လက်မှတ်တစ်ပိုင်းကိုဖျက်ဆုပ်လိုက်ပြီးတော့လက်မှတ်ပေါ်မှာတစ်စိတစ်ခုခန့်နှိပ်လိုက်ပါတယ်လက်မှတ်စစ်တွေကြော်သွားတဲ့အခါမှာတော့စိတ်နှလုံးကမမကြီးဘယ်ကနေဘလို့လက်မှတ်ရလာတာလဲဗျမမကြီးကဘာမှမပြောတော့ဘဲနဲ့တစ်ချက်ပြုံးလိုက်ပြီးတော့နန်းသာရက်တောင်လေးတစ်ခုကိုထုတ်လိုက်ပြီးတပြက်ပြက်ခန့်နေပါတယ်ခဏကြာမှာတော့မိမကြီးညောင်နဲ့လက်မှတ်စစ်တို့စကားများနေတာကိုတွေ့ရတယ်ခ
ခုနလေးတွေငါ့လက်မှာကင်ထားပါသေးတယ်အခုဘလို့လို့ပြီးပျောက်သွားပါလိဘိုးဒီပြောမနေနဲ့ခင်ဗျားတို့လက်မမဝဲပဲနဲ့ရထားခိုးစီလာမလားငါတို့ကရထားခိုးစီလာတာဟဲ့ငါတို့ဘယ်သူတွေမှတ်နေလဲငါယောက်ျားကဒီမျိုးကဘီလစ်စီရဲ့ဈေးတွေပါရင်နားမလဲဘူးဗျာလက်မမပါရင်တော့ခင်ဗျားတို့ကျတို့ကရေးရွာမှာပဲလက်မစစ်နဲ့အဲ့ဒီမိမကြီးတွေရဖြစ်နေတာကိုမမကြီးကတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့ရီမောနေပါတယ်အဲ့ဒီချိန်မှာစိန်နှလုံးကရထားနှစ်ယောက်ကောင်းပြီးတော့တခေါခေါနဲ့အိပ်ပြောနေပါတယ်နမုံလေးနာနဲ့ဒုံဝေကမိခါအနာကိုခြေတံပြင်းပြင်းနဲ့လှမ်းလျှောက်လာပါတယ်မိခါကအိယာကနိုးနေပြီမဲ့လည်းမထားချင်တဲ့အကြောင်းမလို့ဆက်လက်ပြီးတော့ပွေးနေပါတယ်ဟဲ့မိခါနေပြင်တိုးတော့မယ်လေအခုထိမထားသေးဘူးလားမိခါဒုံဝေကကိုကြည့်လိုက်ပြီးတော့လိစံဒီမှာလူတယောက်လုံးအိမ်ကမတွေ့ဘူးလားငါ့ဘာသာပေးချင်းထားတာမို့မိခါကအောင်းဟောက်ပြီးတော့ပြန်လဲအိတ်ဆက်နေမိတယ်မကြခင်မှာပဲနားထဲမှာမိဆန်တို့သားမိစကားပြောတဲ့ကိုကြားရတယ်ကဲသမီးဒီနေ့တော့သမီးကြိုက်ပစုံဟင်းနေချက်ထားတယ်။ကျောင်းကိုထည့်ပေးလိုက်မယ်နော်။တော်ဝင်ခင်စကားဆုံးမှာတော့အလွန်မွေးပြန်တင်ကြနဲ့ပစုံဟင်းအနံကမိခါနှာခေါင်းမကိုရောက်လာခဲ့တယ်။မိခါကအဲ့နေရာနေငေါက်ကနေထားလိုက်ပြီးတော့ကျောင်းကိုမထည့်ရဘူး။ပစုံဟင်းကငါ့အတွက်နင်ကျောင်းကိုကိုစုံမဲ့ပဲထည့်သွားဟုတ်ပြီလား။တော်ဝင်ခင်တို့သားမင်းယောက်ကမထုံတတိမျက်နှာပိနဲ့မိခါကိုကြည့်နေကြပါတယ်။မိခါကတော့ပျော်ရွှင်စွာရီမုံရင်းနဲ့ပစုံဟင်းနေနဲ့ထမင်းစားလိုက်ပါတယ်ထမင်းစားတော့လို့ပြီးစီးသွားတဲ့အခါမှာတော့ရက်ကွက်တိတ်စီကိုဆင်းလာခဲ့တယ်ရခင်နေ့ကကိုချောင်းချောင်းနဲ့သွားလာလေးရှိတဲ့မိခါမှာတော့ယနေ့မှာခေါင်းကိုမော့ကြောကိုကိုပြီးတော့ခမ်းမော့ပင်သွားလာပါတယ်အဲ့လိုဖြစ်ကလည်းယမနေ့ကစိန်နှလုံးပေးခဲ့တဲ့ရှာဆက်အာဇက်တွေရဲ့အဆန်းကြောင်ပင်ဖြစ်ပါတယ်ရက်ကွက်တိတ်ကိုထွက်လာပြီးတော့လာသမျှဈေးတွေကိုခေါ်ပြီးတော့မုတ်ဒီစားတော့ပါတယ်သူကိုယ်တိုင်ပဲမစားတော့နိုင်တော့တာကြောင့်မလို့တငယ်ချင်းဆုံးမဆုံးဝက်တွေကိုပါခေါ်ပြီးတော့ကျူးဝင်းရကလေးတွေကမိခါနီးမှာရည်တည်ဖြစ်နေပါတော့တယ်ဟဲ့ကောင်နေနင်တို့မကက်စီဆိုင်ကတရားလုံးနေစားနေသလားဟာစားတော့စားနေတာမဟုတ်မိခါဒါမင်းငါတို့မှာပတ်စံမှမရှိတာဟာတရားလုံးကကြီးကြီးနေမလားမိခါကကျင်မက်ကိုပို့ပြလိုက်ပြီးတော့စားရင်ငါ့ကိုတဝှရှင်မိခါလို့တော့ဟောလိုက်နင်တို့စားနေတာအကုန်ဖြစ်စေရမယ်ကလေးတွေကလည်းတရားလုံးစားနေတာကြောင့်မလို့မိခါကိုတဝှရှင်မိခါလို့အော်ခေါ်ကြပါတယ်တဝှရှင်မိခါလို့ခေါ်အော်ဟေးကြပါတယ်မိခါကပြုံးနဲ့ကလေးအုပ်ကြီးကိုဥဆောင်ပြီးတော့မက်ကက်စီရဲ့ကုန်းစုံဆိုင်ကိုကြီးတက်လာခဲ့ကုန်းစုံဆိုင်ကိုရောက်တဲ့အခါမက်ကက်စီကိုလက်ညှိုးထုတ်ပြပြီးတော့ဟဲ့ကစီမနင်ဆိုင်ကမှုတွေကိုငါတို့ယူဆမယ်နော်နင်ငါတို့ကိုကြွေးမြင်မလားမက်ကက်စီကခေါင်းညှိပြလိုက်တယ်အဲ့ဒီခါမှာကလေးတွေကမက်ကက်စီရဲ့စီးဆိုင်အတွင်းကနေပြီးတော့မုံတွေကိုသူ့ထက်ကအလူကြီးရဲ့ဖြုတ်ယူပြီးတော့စားတော့ကြပါတော့တယ်ဈေးဆိုင်အနီးကလူကြီးတွေပြင်အလွန်အားအသင့်ကုန်ကြတယ်မိခါကပစုံကင်းစီကိုဆင်းလာခဲ့ပါတယ်ရခင်ကမိမိတို့ကိုနှစ်ပြားမတန်သလိုပြောဆိုဆက်ဆံပြီးတော့မတင်သလိုရိုင်းနဲ့လွတ်တတ်တဲ့ကစုံကင်းပိုင်ရှင်ကလာကြီးကိုလည်းပညာပေးအောင်မယ်လို့တွေးလိုက်ပြီးတော့ရောက်လာကြခြင်းဖြစ်ပါတယ်ကလာကြီးကကစုံကင်းအတွင်းကိုဝင်လာတော့ကလေးတစ်တိုက်ကတန်အောနေကြည့်နေနဲ့ဟဲ့ကလေးဘာလာလို့ကြလဲတခြားကလေးတွေကကလာကြီးကိုကြောက်လန့်ကြပေမဲ့လည်းမိခါကတော့အရှိဆုံးမှပင်သွားလိုက်ပြီးတော့ခါထောက်ရင်းနဲ့ရှင့်ကိုခိုင်းစားဖို့လာတာကဲကလာကြီးရောင်းဖက်အခင်းတွေကိုဖုံးစင်းပြီးငါတို့တို့ကစုံရွက်တွေခူးရမ်းကလာကြီးကဘာပြောညာမျိုးနဲ့မြောက်ဖက်ကစုံရွက်တွေကိုခုံစင်းတော်ရတော့တယ်အဲ့ဒီနောက်ကစုံရွက်တွေကိုခူးစွနေတယ်ကလမာကြီးကတဲအတွင်းကနေထွက်လာပြီးတော့ကစုံရွက်ခူးနေတဲ့ကလာကြီးကိုအော်ဟစ်ပါတော့တယ်အဲ့ဒီခါမိခါကလမာကြီးကိုကြည့်လိုက်ပြီးတော့ကလမာကြီးရဲ့ရှင်းအတန်ပြေးနဲ့အော်နေစမ်းပါနဲ့အဲ့ဒီစားသချင်းဘုတ်တော့ဆိုပြစမ်းပါမိခါပြောလိုက်တဲ့အခါကလမာကြီးကကလာချင်းဘုတ်ကိုဆိုပါတော့တယ်ကလေးတွေကလည်းလက်ခုပ်ဝိုင်းပြီးတော့တီးပေးကြရင်လည်းမိုင်းမီကကလမာကြီးကိုကာခိုင်းမြာမိခါကအမိန်ပေးလိုက်တဲ့အခါမှာတော့ကလမာကြီးကကိုယ်နေအောင်ကပါတော့မိခါကကလေးတစ်တိုင်းနဲ့ပြောရှင်နေတဲ့အချိန်မှာကိုသိန်းကခေါင်းကိုင်းဆိုင်ချပြီးပြန်လာတာကိုတွေ့လိုက်ရတယ်ကလေးတွေကမိခါကိုလမ်းညွှန်ပြတာကြောင့်မလို့မိခါကအဖေဖြစ်သူတံကိုပြေးလာခဲ့တယ်အဖေအဖေတန်လေအဖေကိုပေါ်စားလို့ဆိုပြီးတော့အလုံးကထုတ်ပြလိုက်ကြတယ်သမီးရေဟိုအဖေကလည်းဘာမှစိတ်မူပါနဲ့အဖေအလို့ရှင်ကိုသမီးလိုက်ပြောပြီးရမှာပါအဖေတော်ပြောလို့မရတာသမီးရဲ့သမီးကဘလို့လိုက်ပြောမှလဲတကယ်ပါဖေရအခုသမီးကတဝိုးစွမ်းတစ်ခုရထားတယ်သမီးပြောသမျှကိုလူတွေကတသိမသိလိုက်လို့ကြတယ်ဖေရဲ့ဒီကားပြောလိုက်တဲ့အခါကိုသိန်းတယောက်ထိတ်လန့်မိသွားတယ်ဟုတ်ရဲ့လားသမီးရဲ့သမီးစိတ်တည်နေတာဖြစ်မှာပါဟုတ်ပါတယ်ဆိုဖေရလေဖေမယုံသမီးလက်တွေ့ပြမယ်အဲ့ဒီအချိန်မှာအနီးမှာဦးလေးတယောက်ကဖြတ်သွားတာကိုမိခါကအဲ့ဦးလေးကြီးကိုလန့်ကြည့်ပြီးတော့ဦးလေးဒီကိုခဏလာပါဦးလေးကြီးကမိခါကိုကြည့်နေအနားကိုရောက်လာခဲ့တယ်ကိုသိန်းကလည်းမိခါပြည့်သမျှကိုငေးပြီးတော့ကြည့်နေမိရဲ့ဦးလေးကြီးမှာပတ်စံဘယ်လောက်ပါလဲ
အဲ့ဒီဦးလေးကြီးကအင်ကြီးအိတ်ကအတွင်ကိုလက်လိုက်ကြည့်လိုက်ပြီးတော့လက်ချက်နဲ့ငေါမှုပါတယ်ငါမှုကိုသမီးပေးခဲ့ကြက်တန်ဦးလေးယူသွားဟုတ်ပြီလားဦးလေးကြီးကအကျူစီကလေးကိုမိခါလက်ထဲကိုထည့်ပြီးပြီးတော့လှည့်ထော်တော့သွားတော့တယ်ဦးသိန်းကအဲ့ဒီအဖြစ်ကိုပါဇက်အဟောင်းသားနဲ့ကြည့်နေပြီးမိခါကအကျူစီကလေးတွေကိုလက်ထဲမှာတချင်ချင်းနဲ့ဆော့ကစားရင်းနဲ့တွေ့တယ်မလားဖေသမီးပြောသမျှဖြစ်နေတယ်ဆိုပါဦးလေအဲ့ဒီကကိုသိန်းကခေါင်းညှိလိုက်ပြီးတော့မိခါလက်မောင်းတော့ကိုဆွဲခိုင်းလိုက်နဲ့သမီးအဖေကိုတကယ်ကူညီမလားဒါဘောဖေရဲ့အဖေရဲ့အလို့ရှင်ကိုလိုက်ပြောပေးမယ်အလို့ရှင်ကိုလိုက်ပြောရမလို့သမီးအဖေတို့ကြံမဲကြံတော့တတိပြအောင်ကျင်းရမှာပေါ့ကိုသိန်းကဝမ်းသာအားရနဲ့အမြန်ထရလိုက်ပြီးတော့မိခါရဲ့လက်ကိုဆွဲပြီးတော့အဲ့နေရာကနေချော့လာခဲ့တယ်မကြခင်မှာပဲကမာယိုဈေးကြီးတွင်ကိုရောက်လာခဲ့တယ်ဈေးဆိုင်ခန်းတွေကိုဖျက်ကျော်လိုက်ပြီးနောက်မှာတော့ကားလန်တစ်ပေးမှာရှိတဲ့တိုက်ကြီးတစ်ခုရဲ့အရှိမရလိုက်တယ်အဲ့ဒီတိုက်ကြီးရဲ့အရှိမတော့ဆိုင်းမှုကြီးတစ်ခုကိုကတ်ထားတယ်မိခါကဆိုင်းမှုမှာရှိတဲ့စာသားတွေကိုမိမိတက်တဲ့လောက်ပေါင်းပြီးတော့ဖတ်ကြည့်ရဲ့စုရည်ငွေကြီးဝန်ဆောင်မှုဆိုပါလားကိုသိန်းကမိခါကိုကြည့်လိုက်ပြီးတော့ကဲသမီးရဲ့အစွမ်းတွေကိုဖျားသားဖို့အချိန်ရောက်ပြီအဖေကအထက်ရောက်လို့ပြောလိုက်ဆိုတာနဲ့သမီးကအဲ့လူကြီးကိုကြည့်ပြီးတော့ငွေ100တိတိတောင်းလိုက်ဟုတ်ပြီလားရှင်100တောင်းမလားဖေညားလေကောင်းနေဖို့သမီးရဲ့အဖေပြောတဲ့အတိုင်းတောင်းတယ်မှာအဲ့ဒါနဲ့ကိုသိန်းနဲ့မိခါတို့ကတိုက်ကြီးတွင်းကိုဝင်လာခဲ့တယ်စဉ်စဉ်အပြင်အဲ့နေရာမှာမြန်မာလူမျိုးတွေကိုငွေထုတ်ချပေးနေတဲ့အိန္ဒိယအမျိုးသားပိုင်းငွေကြေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်တိုက်ကြီးတွင်းကိုဝင်လာခဲ့ပြီးတဲ့အခါမှာတော့အတွင်းမှာတန်တိုင်းတွေခါရတဲ့အခန်းတစ်ခုရှိပါတယ်အဲ့ဒီတိုင်နောက်မှာကလာကြီးတယောက်ကထိုင်းနေတယ်ဘာကိစ္စလဲသက်ဆန်ကြီးရင်လို့ပါတက်တေကန်ကပြပါကိုသိန်းကသူ့အိမ်ကအတွင်းကနေအလို့သမားတက်တေကန်ကပြကိုပြလိုက်ပါတယ်ကလာကြီးကကပြကိုချက်ကြည့်လိုက်ပြီးတော့ဘယ်လောက်လူချင်းလဲကိုသိန်းကမိခါဘက်ကိုလှည့်ကြည့်ပြီးတော့သမီးပြောလိုက်လေအဲ့ဒီခါမိခါကကလာကြီးကိုကြည့်လိုက်ပြီးတော့ငွေ100လူချင်းပါတယ်ကိုသိန်းကအလွန်စိတ်လှုပ်ရှားနေမိတယ်ကလာကြီးကတစ်ချက်တူပြီးသွားတဲ့နောက်မှာတော့ခေါင်းချင်းလိုက်ပြီးတော့10ရန်10ဘက်ကိုထုတ်ပေးပါတယ်ကိုသိန်းကတော့ပျော်ရွှင်သွားပြီးတော့ငွေဆက်ဦးတွေကိုလှမ်းလိုက်တယ်ကလာကြီးကအဲ့ရှင်ဒီတောင်းတောင်းဖြစ်နေတယ်ပါပဲကိုသိန်းကငွေတွေကိုအိတ်ကအတွင်းမှာထိုးထည့်လိုက်ပြီးတဲ့နောက်မိခါလက်ကိုဆွဲလိုက်ပြီးတော့တိုက်အတွင်းကနေပြေးထွက်လာခဲ့တယ်ရပြီအဖေတို့တော့ထောင်းပြီဟဲ့ဒါဆိုအိမ်ပြန်ကြအောင်ဖေဟာဟိုသမီးရလေဒီလောက်နေပြန်လို့ရမလားအဖေတို့တတိပြအောင်ကြံပါမယ်ဆိုမှလာတဲ့သူအဖေတို့သွားကြနေရအများရှိသေးတယ်ကိုသိန်းကမိခါလက်ကိုဆွဲပြီးတော့မြူရဲကိုထွက်လာခဲ့ပါတယ်မမကြီးနဲ့စိန်လုံးတို့ကတော့ရထားပေါ်ဆင်းလိုက်ကြတယ်စိန်လုံးကလက်ထဲမှာအိတ်တလုံးဆွဲထားပြီးတော့တန်းဝင်လိုက်ပါတယ်မမကြီးကစိန်လုံးကိုကြည့်နေဟဲ့ငါဆွဲခြင်းရောစိန်လုံးကနဘေးကိုလှည့်လေကြည့်လိုက်ပြီးနောက်မှာတော့ဟာသွားပြီရထားပေါ်ကအစင်မှာဆွဲခြင်းမွေးချင်ခဲ့တဲ့မမကြီးကတော့သားထွက်နဲ့စိန်လုံးရဲ့ခေါင်းကိုလိုက်နဲ့တောင်းဝင်နဲ့ခေါက်လိုက်တယ်မင်းလုံးရင်တောက်လေကြီးပဲစိန်လုံးကြီးတော်သေးတာပေါ့ပတ်စံအိတ်ကလေးထုတ်ပြီးဂျာညညတ်ထားမိလို့ရင်းဦးသာယုံသားကြီးပေးလိုက်တော့ရှိသမျှအကုန်ပြောင်းသွားပဲစိန်လုံးကခလန်းလန်းမှာရောက်နေတဲ့ရထားကိုလှမ်းကြည့်လိုက်ပြီးတော့ကျုပ်ခုပညာထုတ်သုံးပြီးတော့ဒီရထားကြီးကိုကြားလိုက်မယ်ပြီးတော့ရထားပေါ်တုတ်လိုက်မယ်လေမမကြီးတော်ပါတော့စိန်လုံးရဲ့ငါတို့ကပညာပြဖို့လာတာမှမဟုတ်တာနောက်ပြီးတော့ထက်ကနေဆိုရင်ပညာထုတ်သုံးရင်လည်းမင်းရဲ့ခြင်းကိုလည်းမင်းပြင်လိုက်စမ်းမမကြီးကရထားလမ်းပြီးမှရှိတဲ့စင်းရဲသားရွက်ကလေးကိုကြည့်လိုက်ပြီးတော့ဟောရက်ခွက်မလားဟုတ်ပါတယ်မမကြီးနဲ့စိန်လုံးတို့ကရက်ခွက်ကလေးစီကိုလမ်းလျှောက်လာခဲ့ကြတယ်ရက်ခွက်ထိပ်ကိုအရောက်မှာတော့လူများစုဝေးနေအောင်တွေ့ရကြောင်းလို့မမကြီးကအနားကိုတိုးကပ်လာခဲ့တယ်အဲ့ဒီလူတွေကတော့ရက်ခွက်ထိပ်မှာရှိတဲ့မက်ကတ်စီကုန်းလုံးဆိုင်မှာစုဝေးနေကြခြင်းဖြစ်ပါတယ်ကုန်းလုံးဆိုင်ပိုင်းရှင်မက်ကတ်စီကငိုယူနေပါတယ်ကုန်းပါပြီတော့အရင်တော့ပြုတ်ပါပြီအဲ့ဒီကလေးတိုင်းနင်းဆိုင်တွေကိုဝင်လာနေမတားလိုက်ဘူးလားမက်ကတ်စီကျုပ်လည်းမတားလိုက်မိဘူးစိတ်ထဲတမျိုးကြီးဖြစ်နေတာအဲ့ဒီမိခါဆိုတဲ့ကလေးမအကျိုးစကားပြောလိုက်စိတ်ထဲမှာဘလို့ကြီးဖြစ်သွားမှန်းကိုမသိရဒါတိုက်ဆိုင်နေပြောရမယ်ကစုံငင်းပိုင်ရှင်ကလာကြီးကလည်းမိခါကသူ့ကိုကစုံရက်တွေခူးလိုက်လို့ကစုံငင်းတစ်ခုလုံးကိုခူးထည့်လိုက်တာတဲ့ကလာကြီးရဲ့မိန်းမဆိုရင်လည်းမိခါတို့ကလေးတိုက်ကသချင်းဆိုပြီးကားရင်တော့ကိုယ်နေအောင်ကားတာဆိုပဲဒါကတိုက်ဆိုင်တာမဟုတ်ဘူးရက်ွက်တွေကအတုတ်တဲ့မုတ်တွေအကုန်လုံးစီကနေမိခါကမုတ်တွေကိုပတ်စံမပြီးပဲတောင်းစားတော့တယ်ပြောနေတယ်ဒါဆိုမိခါကပါလေစိတ်တွေပါညှို့နေရများလားဟုတ်လို့တယ်ဒီကလေးမကဆုံးမျိုးလို့သူ့ဖေကိုတင်ကတခါပြောဦးတယ်ဒါဆိုဒီကလေးကိုရှာမှာပဲသူ့ကိုတွေ့မယ်ငါတို့တွေဆင်းရှင်းမယ်ဒီလိုကြီးကတယောက်တစ်ပေါက်ပြောဆိုနေကြတယ်အဲ့ဒီခါမမကြီးကစိန်လုံးကိုကြည့်ပြီးတော့မသိန်းကိုငါတို့ယုံခဲ့မိရမှားတာပဲဟုတ်တယ်မမကြီး
အသိန်းတယောက်မိခါကအဆုံးမျိုးဆိုတာတွေကိုပါလူတွေကြားထဲမှာပြောထားဖို့ရတယ်။အဲ့ချိန်မကက်စီကောင်းဆောင်တဲ့လူကြီးကမိခါအိမ်ကိုသွားဖို့စူဝေးလိုက်ကြပြီးတော့လမ်းပေါ်ကိုထွက်လာခဲ့ရပါတယ်။မမကြီးကအဲ့လူကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့လက်ခုပ်တီးလိုက်တယ်။မမကြီးရဲ့လက်ခုပ်တီးတန်ကကျေလောင်စွာထပ်ပေါ်လာခဲ့ရနေပြီးတော့လူကြီးကမမကြီးကိုတစ်ချက်လှည့်ကြည့်လိုက်ကြတယ်။မမကြီးကလက်ခုပ်နောက်တစ်ချက်တီးလိုက်ပြန်တယ်။လက်ခုပ်ကိုခက်တာပဲတီးလိုက်ပြင်မဲ့လက်ခုပ်တန်ကြီးကသက်မတစ်လုံးကိုတီးလိုက်တဲ့အလားကျေလောင်စွာနဲ့ထပ်ပေါ်လာခဲ့တယ်။မမကြီးကပါဇက်ကနေတခုကိုယူခိုင်းနေနောက်ထပ်လက်ခုပ်တစ်ချက်တီးလိုက်ပြန်တယ်။လူကြီးကမမကြီးလက်ခုပ်တီးအောင်ကြည့်ပြီးတော့ငင်းငိုင်နေကြတယ်။ကဲစိန်လုံးတို့တွေတွားကြစို့။စိန်လုံးနဲ့မမကြီးကရက်ွက်လန်လီတိုင်းဆက်လက်ဝင်လာခဲ့တယ်။လမ်းမပေါ်မှာရှိတဲ့လူကြီးကတယောက်မျက်နှာတယောက်ချင်းနေပေါင်းငါတို့ကဘာလဲလုံးလား။အေးငါတို့ဒီမှာဘာရဲလုံးလား။မကကြီးကဆိုင်ကိုကြည့်လိုက်ပြီးတော့ငါဘာဖြစ်လို့ဆိုင်ကိုပိတ်ထားပါလဲ။ဆိုင်ပြန်ဖွင့်ပါပဲ။အဲ့လူကြီးယူပြီးတော့ကိုစီထွားခါသွားကြပြီးလူစုကွဲသွားကြပါတယ်။စင်လုံးကအဲ့ဒီအဖြစ်ကိုနောက်လှည့်ကြည့်လိုက်ပြီးတော့မမကြီးနောက်ကိုပြေးလိုက်လာပါတယ်။မမကြီးကတိတ်တော့တာပဲဗျာ။မင်းကြောင်ကနေရင်ကြောင်တော်ကြီးပညာထုတ်သွင်းလိုက်ရပြီးစင်လုံးကြီးဒီနားမှာဒုလို့ပညာတွေမရှိတာတော်သေးတာပေါ့။စင်လုံးကမျက်မှောင်ကျုံလိုက်နေထူးတော့ထူးဆန်းတာဗျာ။မိခါကိုကျုပ်ကရှာစအားစက်တွေထိပြောတိုင်းဖြစ်အောင်လုပ်လိုက်ပြီမဲ့ဒီလူတွေကမိခါလုပ်သွားတယ်ဆိုတော့ဘာဖြစ်လို့မှတ်မိနေကြလဲ။မင်းကပညာရှင်ဆိုတော့မင်းနေတာကိုစိန်လုံးရဲ့မိခါကိုမင်းကအားစက်ရှာစက်ထည့်ပေးလိုက်တယ်ဆိုရင်မိခါကလူစိတ်ကိုညှို့ယူတဲ့အခြေခံပညာကိုမသိတာတော့ရှာစက်အားစက်ကြောင့်သူပြောသမျှဖြစ်နေတယ်ဆိုရင်ဒီလူတွေရဲ့စိတ်ကိုမညှို့ယူနိုင်တဲ့အတွက်ဒီလူတွေကအရာအလုံးကိုမှတ်မိနေတာပဲ။အမကြီးကလမ်းလျှောက်လိုက်ရင်ရက်ခွက်တင်မှာရှိတဲ့ကလေးငယ်တူကိုမိခါအင်ဂျင်နီယာကိုမေးမြန်းလိုက်ပါတယ်။အမကြီးကကလေးငယ်လမ်းညွှန်လိုက်တဲ့လမ်းတိုင်းဆက်လျှောက်လာကြရင်လည်းအိမ်တလုံးရှိမှခြေစုံရက်လိုက်ပြီးတော့အိမ်တွင်းကိုကြည့်လိုက်ပါတယ်။ကလေးပြောဝင်ရဆိုရင်တော့ဒီမဲဒါပေမဲ့မိခဒီမှာမရှိရောဟာမမကြီးကအိမ်ထဲတော့ဝင်ဝင်နဲ့သူဒီမှာရှိရမရှိဘူးသိနေပါလားသူ့ကိုရှာဖို့ကမခက်ပါဘူးကွာခိုင်းတို့ကြီးမတိမ်မခင်ကသူရောက်နေတဲ့နေရာကိုလိုက်ရှာနိုင်တဲ့ဆက်တစ်ခုကိုသူ့ဝမ်းမိုက်တဲ့ထည့်ပေးခဲ့တယ်ဒါကြောင့်ငါအဝေးမှနေမဲ့သူဘယ်နေရာရောက်နေတယ်လဲဆိုတော့အကြံဉာဏ်သိနေတယ်မလားဒါကြောင့်မင်းတို့တော့မှဒီရဲ့ဘက်ကိုဆုံးလမ်းဖို့လွတ်လိုက်သေးတယ်လေဟုတ်ပြီဗျာကျုပ်ပြင်ခုမှပဲသဘောတော်တယ်ဒါနဲ့မိခါကဒီမှာမရှိဘူးဆိုတော့သူဘယ်နေရာရောက်နေရလဲမမကြီးကမျက်စိကိုကြုံမွေးလာပြီးတော့ရင်ဘတ်ပေါ်လက်ရှက်တင်ပြီးတော့အာယုံခံလိုက်ပါတယ်အဲ့ချိန်မှာမမကြီးရဲ့ညဘက်ပခုံးကဆက်ကနေလှုပ်ခတ်သွားတယ်မမကြီးကမျက်လုံးကိုဖြတ်ကနေဖွင့်လိုက်ပြီးတော့မကောင်းတာဖြစ်တော့မယ်မကောင်းတာတခုဖြစ်တော့မယ်အဲ့လိုပြောဆိုလိုက်ရင်လည်းအဲ့အိမ်ရှိကနေခြေလမ်းကြီးနဲ့ထွက်လာခဲ့ပါတယ်စင်လုံးကခေါင်းကုံရင်းနဲ့မမကြီးနောက်ကိုအပြေးလိုက်လာခဲ့တယ်ကိုသိန်းကမိခါဆွမ်းနဲ့ဆေးဆိုင်ရွှေဆိုင်ငွေချေးလုပ်ငန်းအပေါင်းဆိုင်အစားရှိတဲ့ဆိုင်ဦးသမျှကိုလှည့်လည်ပြီးတော့ငွေတောင်းရမ်းပါတယ်နေတစ်ပိုင်းကတောင်းရမ်းပြီးတဲ့အခါမှာတော့ကိုသိန်းကအတော့တန်ဆုမိသွားပြီဖြစ်ပါတယ်ကိုသိန်းလွယ်လေးရှိတဲ့လွယ်ရေးအစုပ်ကလေးထဲမှာတော့ရွှေတွေငွေဆက်ကူတွေနဲ့ပြည့်ပေါင်းနေပြီဖြစ်ပါတယ်တာဖာနှစ်ယောက်လမ်းလျှောက်လာရင်လည်းနေပြင်တော်ဆောင်းလာပြီဖြစ်တယ်မိခါကဝမ်မိုက်မှာလည်းတကြီးကြီးနဲ့ဆာလောင်ခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ကိုသိန်းကထမင်းစားဖို့တည်ရသွားတယ်သမီးဘိုက်စားပြီလားသမီးမိခါကကောင်းချင်းပြလိုက်တဲ့အခါကိုသိန်းကနီနာမှာရှိတဲ့တရုတ်စားသောက်ဆိုင်ကြီးထိုင်အတွင်းကိုမိခါလက်ကိုဆွဲပြီးတော့ဝင်လိုက်ပါတယ်တရုတ်စားသောက်ဆိုင်ကြီးအတွင်းမှာတော့စားသုံးသူတွေနဲ့စီကားနေပါတယ်ကိုသိန်းကဇွဲထိုးလေးကိုခေါက်ဆွဲရုံနဲ့ထမင်းကျော်တွေမှာပြီးတော့တာဖာနှစ်ယောက်ကြောင်ကြဇွဲလုံးမှာဝင်ထိုင်လိုက်ကြတယ်ခေါက်ဆွဲကျော်တွေရောက်လာတဲ့အခါမိခါကအားရပါရစားတော့ပါတယ်ကိုသိန်းမှာတော့အစားပင်မစားနိုင်မင်းနဲ့အနာဂတ်ရေးကိုတွေးပြီးတော့ပြုံးပြနေပါတယ်ဒီငွေနဲ့ဆိုအဖေတို့တတိကလေးဖြစ်ပြီကွာငွေခင်လဲစိနေကကြီးပန်ရလို့ပြောနေချာမှာပဲမနေ့ပြန်ရောက်တာနဲ့အဖေတို့ရန်ကုန်ကနေထွက်သွားကြမယ်အဖေကဘယ်လိုသွားမလို့လဲဘဝလို့သွားလို့မရဘူးဟာမမကြီးကဘဝမျိုးမနေရဘူးလို့မှားထားတယ်ဒီတော့တင်းမောစီးပြီးတော့အောက်ဘီဘက်ကိုဆင်းမယ်လေမုဒ္ဓမမော်လမြိုင်ဘက်မှာလည်းနေလို့ကောင်းတယ်ပြောကြတယ်ကိုသိန်းကတယောက်တည်းစကားပြောပြီးကျင်းနေမိတယ်ဆိုင်တွင်းကိုတစ်ချက်ဝေးကြည့်လိုက်တဲ့အခါမှာတော့ငွေသိန်းနဲ့ထိုင်ကုန်မှာထိုင်နေတဲ့တယောက်ကြီးကငွေဆက်ကူနဲ့အကြွေပြားစီတွေကိုရေးတွက်နေပါတယ်စားတော့ဆိုင်မှာလည်းလူကြနေတဲ့ချင်းဖြစ်တာကြောင့်မလို့စားတော့ပြည်နဲ့စီကားလေးရဲ့ရှိပါတယ်ဇဝဲလိုလေးများတော့ပြပန်းခက်အလုပ်တွေများနေပါတယ်သမီးမြင်မြင်စားပြီးရင်ဟိုတူကြီးစီကိုသွားမိခါကစားတော့ပြီးတဲ့အခါတာဖာနဲ့တယောက်ကြီးထိုင်နေတဲ့ထိုင်ကုန်စီကိုထွက်လာခဲ့ပါတယ်တယောက်ကြီးကအမစားရွက်ကိုကြည့်ပြီးတော့ရှိဘဲနဲ့နှပြကြတယ်
ကိုသိန်းကမိခါကိုလက်ထုတ်လိုက်ပြီးတော့မိလောက်လိုက်လေတို့ကမိခါကတရုတ်ကြီးကိုကြည့်လိုက်ပြီးတော့တရုတ်ကြီးရှင်အဲ့အန်ဆိုတဲ့ကပတ်စံနေအားလုံးထုတ်ပြီးတော့ကျုံပြီးတယ်တရုတ်ကြီးကအံ့ဩသွားသည့်ဟန်နဲ့မျက်လုံးပြူသွားပါတယ်အဲ့နောက်မှာတော့အန်ဆွဲကိုဖွင့်လိုက်ပြီးတော့ဝေဆက်ကူတွေကိုအထက်လိုက်ဆွဲထုတ်လိုက်ပါတယ်ပြီးရဲ့နောက်မှာတော့ကိုသိန်းထံကိုလှမ်းပြလိုက်တယ်ကိုသိန်းကတရုတ်ကြီးစီကနေဝေဆက်ကူတွေကိုလှမ်းအောင်လိုက်တဲ့အခါတရုတ်ကြီးကတခြားလက်တစ်ဖက်နဲ့ကိုသိန်းရဲ့လက်ကောက်ကိုဖမ်းချုပ်ကိုင်းလိုက်တယ်ဟဲ့လူခင်ဗျာဒါမှဟုတ်တာလေတရုတ်ကြီးကမျက်မှောက်ကျုံပြီးတော့မင်းတို့လိုမိလောက်ဒီမိလောက်စားပညာလောက်နဲ့ငါ့ကိုလှည့်စားလို့ရမယ်ထင်နေလားကွာအဲ့ဒီကကိုသိန်းကလမ်းပြန်သွားပြီးတော့မိခါနဲ့ကိုလှည့်ကြည့်လိုက်တယ်မိခါကလည်းတရုတ်ကြီးကိုလက်ညှိုးထိုးပြီးတော့အဲ့လူကြီးရှင်ကျုပ်မိလောက်ကိုခုချက်ချင်းလွှတ်လိုက်နော်တရုတ်ကြီးကမိခါကိုလက်ကြည့်နေမင်းရဲ့အနေရှာအာနာဆက်လောက်နဲ့ငါ့ကိုလာပြီးတော့နှောက်မှုလို့ရမယ်မထင်နဲ့ကလေးမတရုတ်ကြီးကမိခါကိုချက်ဆက်ကြည့်တဲ့အခါမှာတော့တရုတ်ကြီးရဲ့မျက်လုံးတွေကမီးရောင်ဝင်းလက်သွားသလိုဖြစ်ပြီးတော့မိခါတို့ကကျိုးတွေနဲ့အတက်တဲ့ရစ်ပတ်ခံထားသည်နဲ့တင်းတရက်လာပြီးတဲ့နောက်မှာတော့ခြေလက်တွေကလည်းလှုပ်ရှားလို့မရပဲဖြစ်သွားပါတယ်အလားတူပင်ကိုသိန်းမှလည်းငိုးငါကြီးဖြစ်သွားပါတော့တယ်ဤချောင်းလူချင်းနဲ့မြင်းတို့ကိုငါမှတ်လောက်တာလောက်အောင်ဆုံးမပြရမှာပေါ့တရုတ်ကြီးကပြောဆိုလိုက်တဲ့အချိန်မှာပဲမိခါရဲ့အခြေပြားဖို့အက်ဒီနဲ့ထိုးဆိုင်တိုင်းနဲ့စူးရတဲ့ဒီတွေကိုခံစားရတယ်ဒီလိုနေရမလောက်အောင်အဖျားနဲ့တဆွဆွထိုးနှက်နေသလိုနာကျင်လာပါတယ်အဲ့ဒီချိန်ဘီဆက်ဘက်စရုံကြီးထုံးလာတဲ့မိန်းမတူကဆိုင်ကောင်နာဆိုဝင်နောက်ကိုရှောက်လန်းလိုက်နဲ့တရုတ်ကြီးကိုဆိုက်ကြည့်လိုက်တယ်ဟဲ့တရုတ်ကြီးသူတို့ကိုလွတ်ပေးလိုက်စမ်းပါအဲ့မိန်းမကအတန်ကိုခက်အုပ်ပြောလိုက်တယ်တရုတ်ကြီးကတော်တော်တက်နဲ့သူတို့ကိုလွတ်ပေးရမယ်ဆိုတော့မိဟုတ်မှလူရောသူတို့ကခမရရဲ့တပည့်တွေများလားဘာမှတော့မဆိုင်ဘူးဒါပေမဲ့သူတို့စားတဲ့ကိုငါပေးမယ်သူတို့ကိုလွတ်ပေးလိုက်ဟုတ်ပြီလားခင်ဗျာယူနေစားပဲဒီလူတွေကကျုပ်ကိုဘယ်လိုလုပ်ဖို့ကြိုးစားလဲဆိုတာခင်ဗျာမသိဘူးလားချေဝေးရင်ပြောချင်တူကြီးဟာလှုပ်ဆိုလှုပ်လိုက်ပေါ့အောင်မခင်ဗျာကကြီးကြီးရလားပြောနေပါလားခင်ဗျာရောကျုပ်ချောင်းကိုစိပါချင်တာတူကြီးကအဲ့ဒီမိမကြီးကိုစားကြည့်လိုက်ပြန်ပါတယ်အဲ့ဒီမိမကြီးကလည်းတူကြီးကိုစားကြည့်နေတယ်ဆိုင်တွင်းမှာတော့ဇဝဲတို့တွေစားတော့သူတွေနဲ့ရှုပ်ချက်ခံနေတာမလို့လူများစုကသူတို့ကိုသတိမထားမိပါဘူးအဲ့လိုဆိုင်ကြီးနေတဲ့တူကြီးကတဝလုံးချွေးသီးတွေပြန်လာပြီးတော့နဖူးကနေချွေးဆက်တွေပြင်တပတ်ပေါက်နဲ့ရေချိုးသလိုကြားနေပါတော့တယ်နောက်ဆုံးမှာတော့တူကြီးကတပြင်းတစ်ချက်ချလိုက်ပြီးတော့ခေါင်းညှိလိုက်ပါတယ်ကောင်းပြီလေကျုပ်ခင်ဗျားပြောတဲ့အတိုင်းသူတို့ကိုလွတ်ပေးလိုက်ပါမယ်တူကြီးကကိုသိန်းလက်ကိုလွတ်ပေးလိုက်ရပါတယ်အချုံနောက်ခံလာရတဲ့မိခါမှာတော့အခုခြေလက်တွေပြန်လဲလှုပ်ရှားနိုင်နေပါတယ်တူကြီးမှာတော့အဲ့ဒီမိမကြီးကိုမကျင်တဲ့ကြည်နဲ့ကြည်နေတယ်အဲ့ဒီမိမကြီးကကိုသိန်းကိုလက်ကြည့်တဲ့ခါမှာတော့ကိုသိန်းတယောက်သွေးပြတ်သွားတယ်မမကြီးကိုသိန်းရဲ့အတန်များပင်တုံလို့နေပါတယ်မမကြီးကညနေသားတီနဲ့မောင်သိန်းလာမင်းငါလောက်လိုက်ခဲ့မမကြီးကဆိုင်တွင်းကနေထွက်သွားတဲ့ခါမှာတော့ကိုသိန်းနဲ့မိခါတို့ကမမကြီးနောက်ကိုကိုချောင်းနဲ့လိုက်သွားပါတော့တယ်မိခါကလမ်းသွားနေတဲ့အဖေအဲ့ဒါမတူလေသူကဘာမလို့လဲကိုသိန်းကဘာမှပြင်မဖြစ်ပဲနဲ့ဆက်လိုက်လာခဲ့ပါတယ်မမကြီးကတိုက်ကြီးနှုတ်ကူရမှရှိရဲ့နောက်ဖေးလမ်းကြားတစ်ခုတွင်ကိုဝင်လာခဲ့တယ်တိုက်ကြီးရဲ့အနောက်ဘက်မှာရှိတဲ့လမ်းကြားကလေးကတော့မီးအောင်မိန်လေးလင်းလက်နေပါတယ်လမ်းကြားထဲမှာတော့မျက်စိတစ်ဖက်လက်နေတဲ့လူကြီးတယောက်ကစောင့်ကြည့်နေအောင်တွေ့လိုက်ရတယ်မိခါကအဲ့လူကြီးကိုတွေ့တဲ့အခါမှာအံ့ဩသွားပါတယ်ရှင်ကဟိုတနေ့ကမရီးမုံနေအောင်နဲ့ဦးလေးပဲစိတ်နှလုံးကမိခါကိုနှိမ့်ဆိုင်သွားပြုံးပြရင်းနဲ့မင်းကမညံကောင်းတာပဲမမကြီးကကိုသိန်းမကိုထည့်လိုက်ပြီးတော့မောင်သိန်းမင်းကဘာမှလာလဲကိုသိန်းကတနုံရင်နဲ့ခေါင်းကိုငိုက်ဆိုင်ချထားပါတယ်ဒီကလေးကိုကောင်းမှုမွေးပါမယ်လို့ဒီကလေးကိုကောင်းမှုမွေးပါလို့ငါမပြောထားဘူးလားကိုသိန်းကပေးကက်ကလုံနေပါတယ်မောင်သိန်းမင်းငါမျက်နှာကြည့်စမ်းငါမင်းတော့ဖြင်းသမ်းပါအဲ့တော့မှကိုသိန်းကအခုလေကောင်းမှုမွေးထားတာပဲမဟုတ်လားမမကြီးဘာကလေးကိုဒီလိုပုံစံဖြစ်နေတာကောင်းမှုမနဲ့လားစိတ်နှလုံးပြောလို့ငါကုန်သိပြီနော်မင်းနဲ့မင်းမကကလေးကိုဈေးအောင်ခိုင်းပြီးတော့ခိုင်းစားနေတယ်ဆိုကွာဒါကတော့မိသားစုတွေပဲမဟုတ်လားဗျာမိသားစုဆိုတာမရှိတဲ့ချင်းအတူတူရုံးခံရမယ်လေဗျာဒါဆိုငါပေးလိုက်တဲ့ငွေတွေရောမောင်သိန်းငါတို့ခိုင်းကနေထုတ်ဝေးလိုက်တဲ့ငွေတွေဘယ်ရောက်သွားလဲဟိုလေစိတ်လုံးကစိတ်မရှိတော့အကြောင်းမလို့ကိုသိန်းစီကိုလမ်းလျှောက်လိုက်ပြီးတော့ဖဲ့ရမောင်သိန်းမင်းယောက်ျားမဟုတ်လားကွာယောက်ျားဆိုရင်ယောက်ျားတို့ပြည်တယ်ကွာမဟုတ်တာလို့ထားပြီးခုမှလာကြောက်မနေနဲ့ခိုင်းကပေးလိုက်တဲ့ငွေတွေနဲ့ကျုပ်မြင်းမွေးလောင်းပြရမယ်မမကြီးကံမကောင်းလို့အဲ့ဒီငွေရှုံးပြီးတော့အကုန်ကုန်သွားပါတယ်
မမကြီးကကိုသိန်းတန်ကိုတလန့်ချင်းရှောက်လန်းလာတဲ့ခါမှာတော့ကိုသိန်းရဲ့ဒူးတွေကညှို့ခွေကြပြီးမိဘကိုလဲကျသွားပါတယ်1000ဆိုတဲ့ငွေကနည်းနေလို့လားမောင်သိန်းမနေပါဘူးမမကြီး1000ဆိုတာလူတယောက်ကိုချက်ချင်းနိုင်ငံတတိကလေးတယောက်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ငွေပမာဏပဲမောင်သိန်းဒီငွေရဖို့ငါတို့ကိုင်းကဘယ်လောက်ရုန်းကန်ခဲ့ရတယ်လဲဆိုတော့မင်းသိလားသိပါတယ်မမကြီးကျွန်တော်တောင်းပန်ပါတယ်မင်းကလွယ်လွယ်ရတဲ့ငွေကိုလွယ်လွယ်သုံးပြလိုက်တာပဲကွာဘာပဲဖြစ်ဖြစ်ငါတို့ကိုင်းကပေးတဲ့တောင်းပန်ကိုမင်းမကြေခဲ့ဘူးဆိုတော့မင်းကငါတို့ပြစ်ဒဏ်ခံရမယ်ကိုသိန်းကလေးဘက်ကုန်းလိုက်ပြီးတော့မလုပ်ပါနဲ့မမကြီးကျွန်တော်ချမ်းသာပြီပါကျွန်တော်ချမ်းသာပြီပါဗျာမိခါကလည်းကိုသိန်းတယောက်လေးဘက်ထောက်ပြီးတောင်းပန်နေတော့မြင်တော့ရောရအောင်ပြီးတော့ဟုတ်ပါနဲ့မမကြီးအဖေကိုမလုပ်ပါနဲ့နော်အဖေကိုမတတ်ပါနဲ့ဟဲ့ကောင်မလေးဒီလိုလူတွေနဲ့နင်ဘာမှတောင်းပန်နေကြမလို့နော်ဒီလူကနင်းဖေရင်လည်းမဟုတ်ဘူးအဲ့ဒီခါမိခါမျိုးလုံးကြီးပြူးကြောင်သွားပါတယ်အဖေကအဖေရင်မဟုတ်ဘူးလေလားဒါဆိုရင်ဒုံခင်ပြောသလိုသမီးကိုလမ်းမရကောက်ရတာလားဖေဟုတ်တယ်မိခတကယ်တော့ငါနင်းဖေရဲ့အဖေရင်မဟုတ်ဘူးမိခမျက်ရည်တွေစီးကြလာပြီးတော့မဟုတ်ရှင်တို့လိန်နေတာရှင်တို့တွေအကုန်ပေါင်းပြီးတော့လိန်နေကြတာကိုသိန်းကခေါင်းဆက်ဆက်ညှင်းလိုက်ပြီးတော့အဖေအမှန်တွေကိုပြောနေတာမှမိခရဲ့သမီးကအဖေသမီးရင်မဟုတ်ပါဘူးအဖေကမွေးစားထားတာပါမိခကတသက်လုံးသူတိတ်ချခဲ့ရတဲ့အဖေကအဖေရင်မဟုတ်ဘူးလို့ရုံးမှသိလိုက်တဲ့အတွက်စိတ်တုံလုံးခြောက်ချသွားပါတော့တယ်အဲဒီနောက်မှာတော့ကျဲလောင်စွာအိုးဟင်းကိုကြည့်လိုက်ပြီးတော့မိမျောသွားပါတော့တယ်မမကြီးကမိခကိုပြေးပတ်ထားလိုက်တယ်အဲဒီချိန်မှာပဲတရုတ်တွေကနောက်ဖေးလမ်းကြားတွင်းကနေဝင်ရောက်လာတရုတ်တွေကိုဥဆောင်ထားသူကတော့စားတော့ဆိုင်မှာတရုတ်ကြီးဖြစ်ပါတယ်တရုတ်အယောက်20ခန်းလောက်ကမမကြီးကိုဝင်ရထားလိုက်တယ်တရုတ်ကြီးကမမကြီးကိုဖွဲကိုလက်ညှိုးထိုးရလိုက်ပြီးတော့စီလူတွေပေါ့ကျုပ်တို့နေမိရဲလာပြီးတော့ကျုပ်ကိုစော်ရတယ်ကျုပ်တို့ခိုင်းကိုလည်းရန်ရှာခဲ့တယ်အဲ့ဒါစုလို့ပဲမမကြီးကမိခါကိုစိတ်ကနေပွေးချပြီးမတက်ရက်လိုက်ရင်လည်းကဲစင်းလုံးဒီလူတွေအကုန်လုံးမင်းရှင်းလိုက်ပြီးတော့ငါတို့သွားတော့မယ်စင်းလုံးကအရှိကိုတက်လာပြီးတော့ဒီလိုမှန်းတီတို့ကြုံကျိုးတွင်ပြင်ဆင်လာခဲ့တာပါဗျာမမကြီးစင်းလုံးကပကုံးပေါ်မှာထမ်းထားတဲ့သူ့အကြီးကိုမြင်းပေါ်ပြစ်ချလိုက်တယ်အဲ့ဒီမှာတော့မှုအရက်ကိုအသုံးပြုပြီးတိုက်ခိုက်ရတဲ့လက်နက်အများပြားကိုတွေးထားရတယ်စင်းလုံးကအဲ့ဒီကိုတစ်ချက်ဝှေ့ကြည့်လိုက်ပြီးတော့မင်းတို့ကလူ20တဲ့ရှိရလားကွာတခြားလူတွေတော့ခေါ်လိုက်အောင်လေကွာတို့ကြောင့်ငါကမင်းတို့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီးဖြစ်နေအောင်မဲကွာကျုပ်တွေကတယောက်နဲ့တယောက်မျက်ရည်ပြလိုက်ပြီးတော့မော်လက်နဲ့တွေကိုကိုယ်စီထုတ်ပြီးတော့စိန်လုံးစီကိုပြစ်ခတ်ကြတယ်မမကြီးကမိကားကိုပြေးဖက်ပြီးတော့အဲ့ဒီကနေလမ်းကြားလေးတစ်ဖက်စီကိုပြေးထွက်လာခဲ့တယ်မမကြီးရဲ့နောက်ကနေကိုသိန်းကလည်းပြေးလိုက်လာတယ်လမ်းကြားကလေးထဲမှာတော့အနီအောင်အပြိုင်အောင်အလင်းနဲ့နေနဲ့လင်းထိန်တောက်ပတ်လေးရှိပါတော့တယ်မမကြီးကကန်နာလန်အတွင်းမှာရှိတဲ့တဲဟူဝမ်တခန်းစီကိုလက်ဝင်သွားတယ်အဲ့ဒီတဲဟူဝမ်ပိုင်ရှင်ကမမကြီးနဲ့အတိအကျမလို့အခန်းတစ်ခန်းကိုအချင်းချင်းပြင်ပေးထားတယ်အခန်းကိုရောက်တာနဲ့မိခါကိုကရင်ပေါ်မှာလှည့်ချပေးလိုက်တယ်ကိုသိန်းကမိခါမျက်နှာကိုတိကျစိုက်ကြည့်ပြီးတော့လောဝါနဲ့ပုတ်တက်နေမိတယ်မင်းကိုအစားတော့တတ်မလို့ပဲမောင်းသိန်းဒါပေမဲ့မင်းမမိသားစုရှိသေးတယ်ဆိုတော့ငါမသက်ချင်တော့အဲ့ဒီစားမင်းရဲ့မညံတွေကိုစီးကြောပေးမယ်ဒါဆိုကျွန်တော်မိခါနဲ့မတွေ့ရတော့ဘူးနော်မညံတွေကိုစီးကြောလိုက်ရင်မင်းကမိခါကိုတစ်ခါမှမတွေ့ခဲ့ဘူးလေလို့ဖြစ်သွားလိမ့်မယ်မောင်းသိန်းဒါနဲ့ခိုင်ချုပ်ကြီးကမိခါအသက်15နှစ်မပြည့်ခင်ထိဘကူးမျိုးကိုမနေရဘူးလို့မှားသွားတယ်မို့လားမမကြီးအဲ့ဒါကိုဘယ်လိုလုပ်မလဲအဲ့ဒါငါတို့ခိုင်းရဲ့ကိစ္စပါမင်းတွေးပူနေကြမလို့ကိုသိန်းကမိခါရဲ့ပါမင်ကိုတစ်ချက်နှမ်းရှုပ်လိုက်ပြီးတော့အဖေတို့ခွဲရဖို့အချိန်တည်းမျိုးသမီးလေးရဲ့မောင်သိန်းငါးရှိမှသိပြီးဟန်ဆောင်ပြမနေနဲ့မင်းသားကလေးကိုသမီးချင်းလိုချစ်တယ်ဆိုရင်ဘာကြောင့်သူ့ကိုခိုင်းဆိုင်ရလဲမောင်သိန်းကငိုယူပြီးတဲ့နောက်မှာတော့မတ်တထားရလိုက်ပါတယ်ကျွန်တော်အစင်းသဖြစ်ပါပြီမမကြီးမမကြီးကဘီဇက်ဘက်စရုံးကြီးကိုဖိလိုက်ပြီးတော့တင်တာပြီးကိုဆွဲထုတ်လိုက်ပါတယ်မမကြီးရဲ့စပင်းတွေကတင်ပါကြော်တီရှည်လျားပြီးတော့ပရုံးရောင်လို့မင်းနဲ့လျက်ဖြောင်းဆင်းနေပါတယ်အဲ့နောက်မှာတော့ကိုသိန်းကြီးကိုတိုးကပ်ပြီးတော့ကိုသိန်းရဲ့စပင်းတွေကိုအဲ့ဒီပြီးနဲ့တက်ချပြီးတယ်မင်းရဲ့မညံနေအကုန်လုံးမင်းရောက်သွားကြမောင်းသိန်းမင်းကမိခါနဲ့ဘာမှမဆိုင်တော့လူဟိုင်းနဲ့လည်းဘာမှမဆိုင်တော့ဒါကြောင့်မိခါနဲ့ပတ်သက်တာတွေအကုန်မင်းမေးပြလိုက်မယ်ငါတို့နဲ့ပတ်သက်တာတွေအကုန်လုံးလည်းမင်းမေးပြလိုက်မယ်မမကြီးကခက်တူတူရေပြီးတော့ပြီးနဲ့သုံးချက်ခန့်တက်ချလိုက်တဲ့ခါမှာတော့ကိုသိန်းကအကြောင်းစီစီဖြစ်သွားပြီးတော့ကလထိုင်လုံးကိုထိုင်ကြသွားပြီးအိမ်မောကြသွားပါတော့တယ်ခဏကြာမှအခန်းတကားကိုတတော်တော်ခောက်တဲ့အသံကြားလိုက်ရတယ်
မကြီးကတကားဖွင့်ပေးလိုက်တဲ့အခါမှာတော့စိန်နှလုံးကအခန်းတွင်းကိုဝင်လာခဲ့တယ်ဟိုတယောက်တွေဘယ်လိုဖြစ်သွားလဲစိန်တော့အခုလောက်ဆိုရင်တော့အိမ်မက်လှလှမှတ်နေကြတော့ပါပြီမမကြီးရုံးလေးကညို့ကိုပဲရှင်းနိုင်ပါလေဗျကောင်းပါပြီမင်းနားကျင်နားလိုက်တော့မနက်မိုးလင်းတာနဲ့ငါတို့ဘိုးပြန်ကြမယ်စိန်လုံးကထိတ်လန့်သွားပြီးတော့ဒါဆိုမိခေါက်ဘယ်လိုလုပ်ရမှာလဲသူ့ကိုမောင်သိန်းစီမှာပဲထားမလားမဟုတ်ဘူးငါတို့ပဲဘိုးပြန်ခေါ်သွားမယ်ဖြစ်ပါမလားမမကြီးရဲ့ငါကျင်ဖြစ်ပါတယ်စိန်လုံးရဲ့စိန်လုံးကတပြင်းတစ်ချက်ချပြီးတော့ခေါင်းရင်းလိုက်ပါတယ်မနက်မိုးလင်းတဲ့ခါမှာတော့ကိုသိန်းတယောက်လန့်လို့လာခဲ့တယ်အခန်းတွင်းကိုကြည့်လိုက်တဲ့အခါဘယ်သူမှမရှိပဲရှင်းနေပါတယ်ကိုသိန်းကတဲဟူဝန်အတွင်းထဲကိုဝေးကြည့်လိုက်ပြီးတော့ငါဘယ်ရောက်နေရလဲဒါဘယ်လိုနေရများလဲကိုသိန်းကအကြောင်းစီစီနဲ့မတ်တက်ထားရလိုက်ပြီးတော့တဲဟူဝန်အတွင်းကထောက်ရသားပါတော့တယ်ကိုသိန်းတယောက်လာတော့ဟိုစီယခုခေါ်မဟာဗန္ဓုလလမ်းမကြီးတိုင်းငိုင်းဆိုင်နဲ့ရှောက်လာခဲ့ပါတယ်အဲ့ဒီမှာပလိတ်တွေကကိုသိန်းကိုဝင်းရထားလိုက်ကြတယ်ခမည်းကိုလိန်လည်မှုတန်ညာနဲ့ဖမ်းပါတယ်ဟာကျုပ်ကဘာလို့လဲဗျပလိတ်တွေကကိုသိန်းလွယ်ကိုစစ်ဆေးလိုက်တဲ့ခါမှာတော့ရှင်မလေးကမိကားဆွမ်းနဲ့လက်ပြားယူထားတဲ့ငွေဆက်ကူတွေနဲ့ရွှေတဲ့ပစ္စည်းတွေကိုတွေးလိုက်ရပါတယ်ဒါကြောင့်မလို့ကိုသိန်းကအမြင်မျိုးညှင်းဆက်နေမှလည်းပလိတ်တွေကဖမ်းချုပ်ပြီးတော့ခေါ်ဆောင်သွားပါတော့တယ်စာရေးဆရာအခါတော်ရေးထားတဲ့အာဝိဇာဒေါတောင်းဇလမှာအပိုင်းနှစ်ဖြစ်တဲ့အာဝိဇာဒေါတောင်းနဲ့အာဇာရှာဇာဆိုတဲ့ကမ္မီယဇလံကောင်းတွေကတော့ဒီမှာပဲပြီးဆုံးတော့ပြီခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ